ငါအသားကိုကြိုက်မခံတော့ဘူးဒီနုကိုပဲကြိုက်ခိုင်းတော့မယ်哎呦我的妈！ပြောမယ်နော်ငါတို့ကလေ JK ဆိုပြအစ်စ်လက် JK ဆိုပြဖန်အစ်စ်လက်မဟုတ်ဘူးအတုလည်းမဟုတ်ဘူးဒီတိုင်းရိုးရိုးနေရိုးရိုးတမန်စားနေတဲ့လူပဲဒါမဲ့ JK ဆိုပြကဘာလာအားပေးလဲဆိုတော့ JK ဆိုပြလေးကလေစူးစားတယ်ဒါပေမဲ့သူ့မှာ talent တွေအများကြီးရှိတယ်အကားဆိုအကားအဆိုးဆိုပေါ့နော်အခု grand ပြိုင်နေတဲ့ထက်မှာလဲသူရဲ့ talent တွေကရော့မသွားဘူးပေါ့နော်တခြားမယ်တွေနဲ့အပြိုင်သူကလှုပ်ရှားသွားလာနိုင်တယ်လုံနိုင်တယ်၊ကင်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးတွေ့တယ်ဟိုနေ့ကတော့ပပနာဝကသူပြောသေးတယ်ပဲနော် brain လေးရှိတယ် body လေးရှိတယ် business လေးရှိတယ်ဆိုတာမျိုးလေအဲ့လိုမျိုးပြန်ခါပြောရတဲ့မယ်ဆိုတာမလွယ်ဘူးလေနော်အဲ့ဒါကိုတချို့မယ်တွေတချို့သူတွေကပေါ့ကွယ်JK ဆိုပြီးရဲ့ပုံကိုတင်လိုက်တော့ comment မှာလဲလာဆဲကြတယ်မမျိုးပေါ့နော်လာဆဲကြတယ်အဲ့တော့ comment မှာလာဆဲတာမကျင်တာလို့ CV ထလာပြီးတော့ဆဲကြတယ်ဆဲကြတော့ဘယ်ရမလဲကိုကအချစ်မမဟုတ်တာနော်ဘယ်ခံမလဲကိုက तू ကဘာပြောလဲကြောက်ရှောက်တို့ဘာတို့ညာလို့လည်းလာပြောသေးတယ်ဘယ်ရမလဲကိုကယောက်ျားလေးလေတခါတလေဒါမင်းကလေးတော့ဝေးရတာလေကိုကအတိကယောက်ျားလေးပဲသိလားသူဘက်ကရဲရဲဆက်အဲ့လိုတွေပြောလာတော့ကိုဘက်ကလည်းရဲရဲဆက်ပြန်သုံးပြန်တာပေါ့ကွယ်အဲ comment တွေအဲ screenshot တွေအများကြီးရှိတယ်သိလားအဲ့တော့သူဘက်ကညင်ကြွားရောအခုဒီဗီဒီယိုကိုဒီဗီဒီယိုတင်တဲ့အချိန်မှာလဲလာကြိုက်အောင်မယ်တင်တယ်လာကြိုက်ကြနေတော့ခွေးတွေဆိုတော့လာကြိုက်ကြဒီခါလာကြိုက်ရင်တော့နေတို့ပါငါအသားကိုကြိုက်မခံတော့ဘူးဒီနုကိုပဲကြိုက်ခိုင်းတော့မယ်သိလားနေတို့မင်းကြီးလိုရီဆဲလိုက်လည်းငါပဲငါ့ကိုပဲပန်းခံရအောင်မယ်မဆဲချင်ဘူးနေတို့ကိုဆဲလိုက်မယ်ချင်းစကားနဲ့အဘေဘတ်ငါအဘေဘတ်ငါဘာကိဘေဘေတဘာကိဘေဘေတူ